Hi ဆိုတော့ဒီမှာကကြတော့ဒီဗီဒီယိုထဲမှာကဒီက2026ပေါ့နော် Meta algorithm update အရအောင်အကောင်းဆုံး result ဒီ engagement ကို sales ပါတက်လာစေမယ် content ဒီကဘယ်လို content မျိုးဖြစ်မလဲဆိုတဲ့အကြောင်းကို share လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးကြည့်ကြည့်ရအောင်ပါနော်Meta ကအခု update တွေလည်းဖြစ်သွားပြီဆိုတော့သူ algorithm အရာကတော့ဘယ်လို content မျိုးကြိုက်လဲဆိုတော့လူကလုပ်တဲ့ဆိုကိုယ်ဖန်တီးရပေါ့နော်ကိုယ်ဖန်တီးရ content တွေ plus AI ရဲ့အကူအညီနဲ့နည်းနည်းပါးယူပြီးတော့ create လုပ်တဲ့ content တွေများဖန်တီးဖို့လိုပါတယ်ပထမဆုံးအရေးကြီးတဲ့ content ကကြတော့နံပါတ်1ကပထမ2 second မှာ hook ပြည့်ရဲ့ reels တွေဖန်တီးဖို့ဆိုတယ်အခုခေတ်ကလေးပေါ့နော် Gen Z Alpha တွေကအရင်လူကြီးတွေထက်ကိုဒီ content ကြည့်တော့က3ဆတိတိပုံနေလေဆိုတော့ video အစမှာဘယ်တော့မှအစပြိုးနေနေတော့ပေါ့နော်အရင် professional stand ရဲ့video ရိုက်တာအတဖုန်းနဲ့ရိုက်ထားတယ်တဘာကြကြ review ပေးတဲ့ video တွေနောက်ပြီး selfie point of view POV video တွေက2026မှာပို့ပြီးတော့ share ဖို့ရှိပါတယ်ပြီးတော့ရင်video ရိုက်တဲ့ခါကျရင် first piece ပေါ့နော်မြန်ပြောတဲ့ဟာမျိုးဒီ site ပို့လိုပါတယ် cut လုပ်တဲ့ edit လုပ်တဲ့အခါမှာလည်း video မြန်ပြောပြီးတော့မြန်ဖြတ်ပါ quick cut စီစာတန်းတွေထိုးမယ်အတန် voice over ထည့်ပြီးတော့လုပ်တဲ့ content တွေကနောက်ပိုင်းမှာပို့ပြီးတော့ခေတ်စားလာမယ် reach လည်းပိုရလာဖို့ရှိပါတယ် Meta ကသူသဘောကျတဲ့ content ပုံစံတွေပြဘယ်လိုလုပ်နေလဲဆိုတော့ပထမဆုံးတစ်ခုက sterilize the content ဆို TV series လိုမျိုးဟာမျိုးပေါ့နော်အပိုင်း1အပိုင်း2 episode 1 2ဆိုပြီးတော့ audience ကိုဆွဲခေါ်လာနိုင်မဲ့ content မျိုးတွေ series content တွေနောက်ပြီး micro drama ဆိုတာဇာတ်လမ်းတိုတွေထဲမှာ brand တွေ product တွေ product placement တွေတူတူမွေးထည့်သွင်းထားတာမျိုးတွေမတိမတာလေးထည့်ထားတာမျိုးသူသဘောကျပါတယ်ဒါမှမဟုတ်ရင်လည်းchecklist ကိုဟာမျိုးပေါ့နော် checklist ကတော့ဒီမှာ carousel နဲ့လုပ်နေတယ်လှတယ်ဒီပေါ့ step 1 2 3ဆို checklist ကိုဟာမျိုးလေးရတယ်လူတွေ save သွားလို့ရမယ့် content မျိုးဖြစ်လာနိုင်တယ်နောက်တစ်ခုကျတော့content တစ်ခုလေးကိုပဲပေါ့နော်content တစ်ခုကစာတစ်ပုဒ်နဲ့ပုံတစ်ပုံနဲ့ကိုပဲ boost လုပ်လို့မရတော့ဘူးဒီ content ဒီ concept တစ်ခုရှိရဆိုရင်အဲ့ဟာအတွက်ကို video text carousel static image reels infographic အဲ့လိုမျိုးပေါ့နော် creative format အများကြီးလုပ်ထားဖို့လိုတယ် Meta ရဲ့ဒီနောက်ပိုင်းလာတဲ့2025 late 2025ပေါ့နော် November December အောက်တိုဘာလလောက်ထဲကစပြီး Advantage Plus AI ကနေအစနစ်ပေါ့နော် AI စနစ်က content တွေကို boost မယ်ဆိုရင်ဒီ boost လိုက်တဲ့ကြော်ညာက creative တွေအများကြီးကိုခွဲထားပြီးတော့ run မယ်ဆိုရင်အဲ့လူတို့ကိုအကြိုက်တစ်မျိုးကိုကြည့်တာထားပါတချို့ကဗီဒီယိုကြည့်ရကြိုက်တယ်တချို့ကပုံလေးပဲကြည့်ရကြိုက်တယ်တချို့ကစာဖတ်ရကြိုက်တယ်ပေါ့နော်အဲ့တော့သူတို့ကြိုက်တဲ့ content ပုံစံမျိုးကိုပြပေးမှာကိုယ့်ရဲ့ concept ကိုယ့်ရဲ့ campaign ကိုယ့်ရဲ့ idea ကို format အမျိုးမျိုးနဲ့ဖန်တီးထားပြီးတော့ format အလိုက်လူတွေရဲ့အကြိုက်အလိုက် format တွေကိုပြပေးမှာပေါ့နော်ဆိုတော့ content တစ်ခုကိုပုံစံတွေအများကြီးနဲ့ဖန်တီးထားဖို့လိုလာပါပြီအဲ့မှာကိုက AI ရဲ့အကူအညီအများကြီးလိုမယ်ပေါ့နော်ပုံစံတူဗီဒီယို3-4 concept တစ်ခုပဲအတွက်ကိုဗီဒီယိုမတူတဲ့ဟာ3-4ခုလောက်လုပ်ထား hook တွေမတူဘူးဥပမာတစ်ခုကမေးခွန်းနဲ့စပြီးတော့မေးရမျိုးနောက်တစ်ခုကကျ result နဲ့စပြီးတော့ပြောရမျိုးပေါ့နော်ဥပမာအခုဒီလေးရဲ့ဗီဒီယိုမျိုးဆိုရင်2026မှာဘယ်လို content မျိုးဖန်တီးရမလဲor 2026မှာဒီလို content မျိုးဖန်တီးပြီးတော့လုပ်လို့ရပါပြီလို့ပေါ့မတူတဲ့ဟာတွေ test လုပ်ပြီးစက်တက်ကြည့်ဖို့လိုတယ်ပေါ့နော်အဓိက format ကဗီဒီယိုပါဗီဒီယိုမှာ short form ဗီဒီယိုတွေပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်ဗီဒီယိုပြင် static image နဲ့ carousel လေးလည်းလုပ်လို့ရတယ်ဆို creative library ထဲမှာအားလုံးအစုံရှိအောင်ထားပေးထားတယ်ပေါ့နော်နောက်တစ်မျိုးကကြာမှာလဲဆိုတော့ဒီ community နဲ့ direct conversation ဖြစ်လာမယ့် content တွေကိုပို့ပြီးတော့အရေးပေးတယ် algorithm ကဒီနောက်ပိုင်းမှာ share လုပ်တာ save လုပ်တာတွေပို့ပြီးတော့အဓိကထားတာပေါ့နော်အရင်တော့ဒီ Meta မှာ Facebook မှာဆိုရင် like ရယ် reaction ရယ် comment share လောက်ရှိပဲပေါ့နော်ခါကျ photo click ဆိုပါပါတယ်အခုနောက်ပိုင်းအဲ့ဒါမဟုတ်တော့ဘူးသူလည်း TikTok လိုမျိုးပေါ့နော်ဖြစ်လာတယ်ပေါ့နော်share လုပ်တာမျိုးဒီ share လုပ်တာကို second တစ်ခုအနေနဲ့ပေါ့ comment က first share လုပ်တာ second save as third အနေနဲ့သူအဲ့ဟာကို reach တွေပို့ပြီးတော့ပေးနေပေါ့နော် share worthy content ဖြစ်ဖို့လိုတယ်ဒီဟာကတော့ဘာဖြစ်နေတဲ့ဟာနဲ့ကိုကြည့်ရဲဒီမှာဒါကတော့ငါတကယ်မဖြစ်နေတာကိုကြည့်ရဲအိမ်မှာတော့
ဒီဟာမျိုးဖြစ်နေတယ်ဆိုအဲ့လိုမျိုးပေါ့နော် share လုပ်လို့ရတဲ့ content တွေ knowledgeable ဖြစ်တဲ့ဟာတွေကိုများများတင်ပါနော်နောက်ပြီး call to action ပေါ့ call to action ကိုလည်းဒီ post ကနေပြီးတော့ send message ကိုနှိပ်ပြီးတော့တခါကိုယ့်ရဲ့ messenger တွေကိုတက်ရောက်သွားစေမယ့် call to action တွေကိုသုံးပါနောက်ပြီးတော့အဓိကပေါ့နော်ဒီလိုစမ်းကြည့်လို့ရမယ့် hook template တွေကိုဒါပိုင်းမှာချပေးထားမယ်ပေါ့နော်ဆိုတော့ဒီ3မိနစ်ကြတော့meta update အရာအစီအစဉ်မဲ့ content လေးတွေဖြစ်တာမို့လို့အားလုံးပဲပေါ့နော်အရင်တိုင်းနေတင်နေမှာထက်ကိုယ့်ရဲ့ content ကိုဒီလိုအများကြီးပို့ပြီးတော့ပြုပြင်လို့ရမလဲမမှန်လို့ရမလဲဆိုတော့အကြံဉာဏ်သိစင်နေဆိုတဲ့ link ကိုဆက်လာမေးလို့ရပါတယ်သိစင်တာရှိတဲ့ comment မှာရေးထားပေးလို့ရပါတယ် thank you ပါ